တွေပြီးတော့သာသနာ့အမွေခံနိုင်ပါတယ်မခံနိုင်ဘူးတဲ့သားနဲ့သမီးနဲ့ရှင်ပြုမှဆိုတော့အဲ့ဒီကြမှာသားတော်ပိုင်နဲ့သမီးတော်သင်္ကမိတ်တာရှင်ပြုတာပရိက္ခယာရှစ်ပါးပါမဆိုတာဘုရားပြိဋိဘံပြုပြီးနှစ်ပေါင်း286နှစ်ကြာမှပေါ်လာတာအဲ့ဒီကြတော့မှရှင်ပြုပွဲနဲ့ဘုရားနေကစားတင်ပွဲနဲ့ပေါင်းတဲ့အခါကြတော့အတော့ကအဲ့ဒီမှာဘာလုပ်တယ်မှတ်တယ်မြေအောက်ကနဲ့အခုနကဇာဘူးဒီပါတောင်ကျောမှာဘယင်ဖြစ်သွားပြီနက်ခတ်ကျဲတရားစားခြင်းလို့အကို69ယောက်သုတ်တင်ပြီးသွားပြီအဲ့ဒီမှာသူလည်းဗုဒ္ဓဘာသာဖြစ်ရောဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အညစ်အကြေးတွေမှန်တယ်များသူသုတ်တင်ရှင်းနေသွားတယ်ရှင်းလင်းလည်းပြီးရောဘာကြမ်းနေတော့လို့မေးရင်အခုနကမုံမြူမုံနီနဲ့နက်ခတ်ကျဲတရားချင်းချင်းတွေကြံလိုက်တော့မြေအောက်ကနတ်နဲ့အာဂါတကနတ်တွေကိုဖယားနေကစားတင်ပွဲမှာသူ့ပတ်သက်နဲ့ခေါ်ပြီးနတ်တွေအကုန်လုံးဇဗူဒီပါတောင်ကျောမှာဒိုးတဲခဲ့သောဖယားမှန်သမျှမြတ်ဗုဒ္ဓသာသနာနဲ့ဆက်လင်းတာမှန်သမျှ9000သာသနာရှိကြအောင်မင်းတို့စောင့်ရကြမန္တဆောက်လို့ပရိက္ခယာ8ပါးပါရင်ငါချီချင်းတတ်တာနဲ့ဗလိနတ်စာကျွေးမယ်ဆိုအမေကြီးတို့ဖြစ်မုံအနီးဘဏ္ဍရှက်ခေါ်နှရှက်မုံအနီးဘဏ္ဍရှက်တရားသူတို့တန်ကြတက်လို့တင်းနေပြီမုံအနီးဘဏ္ဍရှက်မုံအဖြူဘဏ္ဍရှက်လာကြီးကြော်တော်လာမသိနဲ့ပေါက်လာလားအဲ့ဒါနေနဲ့တူတဲ့မုံအနီးခေါ်နှရှက်ဘဏ္ဍရှက်လာနဲ့တူတဲ့မုံအဖြူဒါဘယ်မလို့မုံလုံးရေပေါ်9လုံးအပြည့်မပြောဒါနောက်သိအောင်ပြောပြမုံလုံးရေပေါ်ဘယ်နှလုံးလဲနက်ခတ်ချေတာရစားခြင်းလို့တိမ်ညွန့်နဲ့တူတဲ့မုံပန်းကဆိုတာဒီမဲ့ကျွန်တော်ပြောမယ်မုံကိုပြန်ပြီးတော့ဟိုနာအပေါက်ဒီနာပေါက်ထိုးတယ်ပြီးတော့ကြော်လိုက်တိမ်ညွန့်တိမ်ဘူးလို့ဖြစ်သွားပြီးတာပဲအဲ့ဒါဘယ်နှခုကဲတီကောင်စားကျင်တယ်ဘယ်လိုတီကောင်လဲတူတယ်မို့ပါမြင်းမိုးတောင်နဲ့တူတာဒါခေါ်တယ်မြင်းမိုးတောင်ကိုတစ်ပင်ကောင်ညိုးနဲ့စားကျင်ပြီးမှဒီဟာကိုဒီထဲထည့်အဲ့ဒါကိုဒီထဲထည့်ပြီးတော့အာကာသကနတ်နဲ့မြေအောက်ကနတ်ကိုသာသနာ9000ပြီးအောင်ဟောဒီသာသနာဓာယိကာမတွေပွဲမှာနတ်စာအဖြစ်ကျွေးလိမ့်မယ်လို့ဒါကြောင့်ဒီပွဲပေါ်လာ